မှာရောက်စီတိုင်းအတွက်ဝိညာဉ်ရေးရာအတွက်များစွာသောအကျိုးကျေးဇူးမိမိရဲ့အတ္တ၌ရှိုံနေမှာကသူဘာလေးထံသို့ပြန်လည်၍စီစဉ်နိုင်သောတာမီရောက်စီတိုင်းမျိုးအတွက်ကောင်းချီးပေးပါအချိန်တိုင်းတတတိတိကိုခေရှုနာမ၌ရှိမောတဲ့ကဲ့သို့ကိုရဲ့မျက်နာမေတ္တာပြည့်စေနာစိတ်ပြည့်အဲ့ဒီများကိုပြီးကံလူတန်းကြတဲ့တာမီရောက်စီတိုင်းကိုလည်းစတဲ့မကတာ၍ကျေဝါသောကောင်းချီးမင်္ဂလာများကိုဆက်လက်ချပေးတော်လောင်းပြီးတော်မူပါကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက်ချိန်တိုင်းတတတိတိကိုယေရှုနာမ၌ဆုတောင်းဆက်တော်ပါတယ်ဖပါသခင်အာမင်ကျွန်တော်တို့ဒုတိယသင်ခန်းစာမိစ္ဆာအလုံးစုံမှာနောက်တစ်ခုသင်ခန်းစာတစ်ခုလေးလာကြအောင်ဒီကတော့ကျွန်တော်တို့ရဲ့ခေါင်းဆောင်မှုဖြစ်တဲ့တင်းဆရာကြီးကိုပြေကုန်မှာဖြစ်ပါတယ်ဒီပေါ်တယ်ဟုတ်ပြီအခုကျွန်တော်တို့အတွက်တကယ်မြန်မာပြည်ကိုဖြစ်တဲ့စာရေးကဝါဒထားပြီးမှဆောင်းတာဒီဘက်တွေငါပြေးဖို့အတွက်ကျွန်တော်တို့ရဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ပါစတာရန်တဲ့တူတူကျွန်တော်တို့ကဘာသာပြန်ပြီးမယ်ဆရာကိုတစ်ခေါက်ပြန်ပြီးမှလက်ကုပ်ပြီးပြီးတော့မှအရှင်တော်ရဲ့ဘုရားကိုလည်းတော့ကိုယ်ကိုယ်လေးနဲ့အချိန်ပေးကြရအောင်ဝေါ Yes, good morning everybody. Are you ready for the third sermon in one morning? That's someone, no? You You're all good listeners, good students. Good pastors, yes. Sometimes as pastors we like to speak, but we have difficulties with listening. So lots of respect for 3 sermons in one morning. We love your country. It's just so beautiful. The nature, the mountains, the jungle. It's just awesome. Yes. Today we want to preach about being faithful in purity. As a pastor, you are carrying a great responsibility. Spiritually. If somebody from your church is falling into sin, it has influence in the family or at the person's life. But if a pastor is falling in sin, it can destroy the whole church. And that's why I believe that really Satan tries to get pastors to fall down. So there's a spiritual war around pastors. If they fall, other people will fall. Just before I came here, I heard from a pastor in the Netherlands who committed adultery with another lady. And the whole church broke. Satan is behind pastors to let them fall. ဆိုတော့သင်တို့ဒီကိုလည်းပဲစာရန်ကတော်လေးကိုတယူတစကြည့်နေတယ်ပြန်မှာဟာကွက်ရှိမလဲပေါ့နော်သူအမြဲတမ်းကြည့်နေတာဖြစ်တယ် So that's why it's important to talk about purity.
ဒါကြောင့်စင်ကြယ်ခြင်းတက်တာဆိုတာအရင်အရေးကြီးတယ် Another thing is that the church will put pastors up high. The church people, they say, oh, you are... Oh, yeah. Yes. ပြီးရင်ကောင်းတဲ့နားထောင်ပေးပါပရိသတ်တွေကတေးဥဆရာတွေဆိုရင်အရာအချင်းကြီးကြတယ်ဟုတ်ကဲ့နော်ပရိသတ်တွေအားလုံးကတေးဥဆရာတွေဆိုရင်ဖျားကဲ့သို့အချင်းကြီးကြတယ် They will give pastors a big position. အရာမြင့်မြတ်သောပုဂ္ဂိုလ်အနေနဲ့လေးစားကြတယ် But as a pastor, you're also a human being. ဒါပေမဲ့စဉ်းစားရမယ့်အရာတစ်ခုကတေးဟုတ်လေလူသားပဲ So you sometimes feel weak. တခါလေမအားနေတဲ့အချိန်လေးရှိမှာပေါ့ And you have to deal with sin in your life. အဲကြောင့်ကျွန်တော်ရဲ့ကိုယ်ပိုင်အတ္တတွေကအပြစ်ဆိုတာတစ်စက်မှမရှိစေရဘူးအဲ့အပြစ်ကနေပြီးတဖြည်းဖြည်းနဲ့ပွားများလာတော့တခြားအပြစ်တွေဝင်လာနိုင်တော့ကြောင့်ကိုယ့်ရဲ့အတ္တတွေမှာအပြစ်တစ်စက်မှမရှိရလေအောင်သင်ကိုယ်ကိုယ်တိုင်ကပြုဆိုင်ဖို့ရည်ကြီးတာ But if the people are putting you on a big position, ဒါပေမဲ့ကိုယ်မှလည်းအားနည်းချက်ရှိနေပေမဲ့လူတွေအမြင်မှာကျတော့ကိုယ်ကမြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်နေတယ် you will pretend that you are okay. လူတွေကအထင်ကြီးတဲ့ကြောင့်ကိုယ်ကလည်းအဟုတ်ထင်မိတယ် Oh, I'm a pastor. ငါတော့မကြဆုံးစေရဘူးငါတော့မလင်းမကြစေရဘူးမာနထောင်ကြတယ် I'm spiritual, I'm very strong. ငါတော့ဝိညာဉ်မအားကြီးရဆိုတော့ဘယ်တော့မှအပြစ်ထဲမှာလင်းကြမှာမဟုတ်ဘူးလို့ကျွန်တော်တို့ကထင်တတ်မိတယ် Oh, I will not fall in sin. ဘယ်တော့ခါမှငါတို့အပြစ်ထဲမှာလင်းမှာမဟုတ်ဘူးလို့ကျွန်တော်ကရှိတတ် But Jesus is saying, if you stand up high, look that you won't fall. ဆိုတော့ယေရှုကပြောလေဆိုရင်ကိုအမြင့်မှနေရင်ကြားတဲ့အခါမှာတအားနာတယ်တဲ့ So we need to stay humble as ဒါ much ကြောင့်ဘလို့ပြောချင်တာလေအမြင်နဲ့ချပါ to know our weaknesses. ကျွန်တော်ရဲ့အားနည်းချက်ကိုသိရမယ် And today we would like to look to Romans 6. ယောမဩဝါဒစာခန်းကြီး6 And in Romans 6 we see that Paul is preaching about the death and the resurrection of Jesus Christ. ဒီခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းအသက်တာကိုရှင်ဘောရဝင်မှာပေါ်ပြထားတယ် And what it will mean for our lives. အဲ့ဒါကကျွန်တော်အတွက်လည်းပဲအရေးပါတယ် And we would like to read from Romans 6 verse 8 to 10. အငယ်၈နဲ့9တစ်စီကိုဖတ်ချင်ပါတယ်ခရစ်တော်ဒီတည်ခြင်းမှာထမြောက်သောအခါတည်ခြင်းနဲ့အစဉ်ကင်းလွတ်တော်မူ၏တည်ခြင်းတရားသည်နောက်တစ်ခါကိုယ်တော်ကိုမဟုတ်ဆိုးရသည်ကိုထောက်တော်ငါတို့သည်ခရစ်တော်နဲ့အတူတည်ရင်တို့သခင်နဲ့အတူရှင်လိမ့်မည်ဟုသဘောရှိကြ၏ခရစ်တော်သည်အသေးခံတော်မူရာမှာအဖြစ်တရားကြောင့်တစ်ကြိမ်သာခံတော်မူ၏အသက်ရှင်တော်မူရာမှာဘုရားခင်အဖို့ရှင်တော်မူ၏ The big question is if Jesus was raised up from the dead, ယေရှုဟာတကယ်တည်ခြင်းကနေထမြောက်ကလားအဲ့ဒါမေးဖို့ကြီး why should we not focus only on his resurrection? ဘာဖြစ်လို့ကျွန်တော်ဒီတည်ခြင်းပေါ်မှာအာရုံမစိုက်ရမှာ Because the cross is ugly. It's ugly. It's a bad place. ဒါရုပ်ဆိုးတဲ့အဖြစ်တန်တဲ့လူဘဝဖြစ်တယ် Jesus was humbled. ယေရှုခရစ်တော်ကမြင့်ချတော်အရှင်ဖြစ်တယ် He was broken. သူကခြေဝဲခြင်းခံရတယ်ရက်ချိုးခြင်းခံရတယ် Why do we have focus on the cross? ဘာဖြစ်လို့လက်ဝါးကားတွေကမြင်တဲ့ရှေ့ရှုရတာလဲလက်ဝါးကားတွေတရားကမြင်တဲ့ဟောရတာလဲ When there is victory, ဘာဖြစ်လို့အောင်မြင်ခြင်းကြောင့်လည်းမြင်တဲ့ဟောရတာ when there is resurrection, ဘာဖြစ်လို့ကျွန်တော်ရှင်ပြန်ထမြောက်ခြင်းကိုဦးစားပေးဟောရတာလဲ we should more focus on Easter than on Good Friday. ကျွန်တော်ကတောက်ကြခြင်းတွေကိုဟောကြတယ်အဆွေပြုပြီးတော့မှ Easter Sunday ကိုပဲကျွန်တော်ကလေးစားကြတယ် Easter is more beautiful. အော်ရှင်ပြန်ထမြောက်ရတဲ့ Easter Sunday ကလည်းတမန်တော်တော်လေးဖြစ်တယ် Good Friday sometimes looks like a mistake. ခါလေးမှာတောက်ကြခြင်းနဲ့အသက်ခံရတဲ့နေ့အဖမ်းခံရတဲ့နေ့ကိုနည်းနည်းလေးအောက်မှာပဲထားကြတယ် And yet, ဒါပေမဲ့ if you don't understand the cross, လက်ဝါးကတဲ့တရားကိုကောင်းရှင်းလင်းသိဖို့အရေးကြီးတယ် we will not understand the resurrection of Jesus Christ. လက်ဝါးကတဲ့အကြောင်းရှင်းလင်းမသိဘဲနဲ့ရှင်ပြန်ထမြောက်ခြင်းဒီတကိုးကိုနားလည်နေမှာမဟုတ်ဘူး If we don't understand Good Friday, တောက်ကြခြင်းနဲ့ယေရှုတင်ခံတဲ့တောက်ကြတဲ့အကြောင်းကိုမသိဘဲနဲ့ we
we will be blind for what Easter is showing. အရှင်ပြန်ထမြောက်ခြင်းဘယ်တော့တကိုးရှိတယ်လဲဆိုတော့ကျွန်တော်မြင်နိုင်မှာမဟုတ်ဘူး If we look at the life of Jesus Christ, အဲကြောင့်ယေရှုရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာ when he rose from the dead, တေခြင်းကနေထမြောက်တဲ့အခါမှာ do you know what he was telling his disciples? တပည့်တော်တွေကဘာဖြစ်တယ်လဲ He was explaining his death. သူ့ရဲ့အကြောင်းတေခြင်းအကြောင်းကိုပဲတယောက်တယောက်ရှင်းပြနေကြတယ် He's walking with two of his friends to Emmaus. သူ့ရဲ့တပည့်များကယေရုရှလင်မြို့ကနေပြီးတော့အေမောင်မြို့ကိုလမ်းလျှောက်ပြီးသွားနေကြတယ် And they were sad. သူတို့အရာဝမ်းနည်းခြင်းကိုနေကြတယ် And Jesus is asking them, why are you so sad? ယေရှုကသူတို့အနားမှာပေါ်လာပြီးတော့မှနေတို့လည်းအပါအကြောင်းပြောနေကြတာလေလို့ယေရှုကနားမေးလိုက်တယ် And they were saying to him, were you not in Jerusalem? နေရယေရုရှလင်ကိုလာတဲ့အဲ့ဒီဖြစ်ပြီးတော့မှအဲ့ဒီမြို့မှာဖြစ်ပျက်နေတဲ့အကြောင်းဘာမှမကြားဘူးလားလို့ယေရှုကပြန်မေးကြတယ် Didn't you know what happened? ယေရုရှလင်မှာပြီးခဲ့တဲ့အနည်းငယ်တော့ကဘာတွေဖြစ်ခဲ့တယ်ဆိုတာမသိဘူးလားလို့ Our friend Jesus, we thought he was Messiah, but now he's crucified. It's ugly. ကျွန်တော်ရဲ့ယေရှုကိုလူတွေကနေတော့တတ်ကြတယ်ပြန်ချတယ်ယေရှုပြန်ရှင်းပြနေကြတယ် But then Jesus is saying, oh, you're foolish man. တင်လို့မသိဘူးဒီဘူးပဲယေရှုကိုပြောကြတယ်သူများ Don't you understand? တင်လို့ဘာမှမသိဘူးတင်ဘာမှမသိသေးဘူးပဲ And he's showing them all the things in the Old Testament about the Messiah suffering and dying. ဒါနဲ့အဲ့ဒီမှာပြောလေကျန်ဟောင်းဂရေကတည်းကဟောင်းဂရေကဒီတူတကယ်ယေရှုကမေရှိယကအသက်ခံရမယ်အခက်ခဲကြုံမယ်ညင်ပါနေစစ်ချင်ခမယ်ပြန်ထမယ်ဆိုတဲ့အကြောင်းကိုရှင်းပြတယ် And he looks back at Moses and the prophets. ပြီး prophet အကြောင်းမောရှေရှင်းပြခဲ့တဲ့အကြောင်းကိုထပ်ပြီးပြောလိုက်တယ် The Messiah had to die. အဲ့ဒီမေရှိယကအသက်ခံရမယ် And as soon as he is explaining the crucifixion, ပြီးရင်အဲ့လိုမျိုးဒီခံရမယ် at that moment, the veil is going away from their eyes and they see that it is Jesus. အဲ့လိုရှင်းပြရင်နဲ့သူတို့ရဲ့မျက်စိကပွင့်သွားတော့ဒါယေရှုပဲသူတို့မြင်သွားတယ် Who rose from the dead. တေခြင်းကိုအောင်ပြီးတော့ထားမြောက်တဲ့ယေရှုအမှသူတို့မြင်သွားတယ် We see the same with his disciples, with his other disciples. ကျွန်တော်လည်းပဲအခြားအဲ့ဒီတပည့်တော်လူပဲ When he comes in their midst, ကျွန်တော်အနေမှာသာသူရောက်လာမယ်ဆိုရင် he's not saying, surprise, I'm alive. ကြောက်စရာကြီးလက်စရာကြီးဘယ်သူလဲမသိဘူးကျွန်တော်လည်းမှတ်မိချင်မှလည်းမှတ်မိတယ်ဒီကနေ့ကျတော့ယေရှု No, he's showing them his wounds in his hands. ဒါပေမဲ့သူတို့ညကိုယေရှုကဘာပြလဲလက်မှန်ရိုက်ထားတဲ့တန်ချက်ရာကိုပြတယ် He's first explaining the suffering and the dying of the Messiah. မေရှိယဒီလိုခံရမယ်ဒီလိုအနာတရားဖြစ်နေမယ်သူတို့အသေးခံရမယ်ဆိုတော့ရှင်းပြတယ် Jesus is not, the cross was not a big mistake of God. ဒီလေဝါကတဲ့တရားဆိုတာကဘုရားရှင်ကအမှားကြီးလုပ်ခဲ့လို့ဖြစ်လာတာမဟုတ်ပါဘူး Jesus was not one of a hero and he died and it was, oh, it's too bad that he died. သူကအမှားကြီးကျူးလွန်ခဲ့လို့သူ့ရဲ့အပြစ်ဒဏ်ကြောင့်သူခံရတာမဟုတ်ပါဘူး Jesus says in the Gospel of John that he had to choose if he had to lay over his life or to keep it. ယေရှုကဘာပြောတယ်လဲယောဟန်ထဲမှာသူကိုယ်တိုင်ကသူ့ရဲ့အသက်ကိုစွန့်တာတဲ့အပြစ်သားတွေကအသေးခံဖို့သူကိုယ်တိုင်လိုလားနဲ့စွန့်တာလို့ပြောပါတယ် If Jesus called for one time the heavens, the angels would have come to save him. တခါပဲအသက်ခံရပြီးမှရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာကောင်းကင်ဘုံကိုတက်ကြွသွားတယ် Jesus chose to die for us. ယေရှုကိုယ်တိုင်ကတည်ခြင်းကိုရွေးလိုက်တာ And maybe you're sitting here and then you think, but why? Explain me, why was it necessary that he had to die on the cross? ဒီမှာထိုင်နေကြတော့မိတ်ဆွေတွေကဘာဖြစ်လို့အသေးခံစရာလိုတယ်ဘာဖြစ်လဲဝါကတဲ့ကိုသူရွေးတာလေလို့ကိုယ်စိတ်ထဲမှာမေးခွန်းမေးတာဖြစ်နိုင်တယ် Why could Jesus not only come and live and show the way to the Father and go back to heaven? ကောင်းကင်ကနေပြမမြေကြီးပေါ်မှာလာမယ်တည်စရာမလိုပဲနဲ့လူသားတွေကိုကေသွားပြမသူပြန်တက်ကြွသွားရင်လည်းဖြစ်တာပဲဒါမှမဟုတ်အသေးခံရတာလေ What is the meaning of the cross? လေဝါကတဲ့ရဲ့အတိတ်ပေကပါလေ If we look to this world, ဒီကဘာကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် it looks like that God has forgotten this world. ဘုရားခင်ကကဘာကြီးကိုမေ့နေပြီလားဒီတော့တော့ပျက်စီးနေတာလို့ထင်စရာရှိတယ် If you look to Colombia, ဒီနေ့ကိုလံဘီယာနိုင်ငံကိုကြည့်ပါ you see a country what is broken because of the drugs. ကိုလံဘီယာနိုင်ငံကလည်းအခုဘာဖြစ်နေတယ်ဆိုရင်တော့
မူရင်းစေဝါကြောင့်အယံပျက်စီးနေတယ် All the gangs. အိုးဒီပျောက်ကြားတွေအယံများတယ်ပြီးရင်ဂန်စတာတွေတအားများတယ် If you look to Haiti, ပြီးရင်လူတွေအသားကိုဘလို့မှသူတို့လူတွေတက်ကိုသူတို့လုံးဝတမ်းထား also a lot of violence, a lot of danger, and a lot of bad places. ပြီးရင်လူတွေတရားတရားမချစ်ကြဘူးအန်ဒီအားများတဲ့ကိုယ်တော်များနေဖြစ်နေတယ် It's a God-forsaken world. ပြီးရင်လူတရားကဘာစီအတွက်သူတို့ကအော်ဒီကဘာစီပွဲအတွက်သူတို့ကအမြင့်တနတ်ကိုပဲအားကိုးနေကြတယ် If we look to the Middle East with all the bombing and all the wars, ကဘာရဲ့အရှိအလေးပိုင်းဒေသကိုလည်းကြည့်လိုက်ပါဘုံကျေးတာတွေတိုက်ခိုက်တာတွေတပ်ဖြတ်တာတွေနေတယ် if we look to poverty and we look to human trafficking, we see a God-forsaken world. လူကုန်သွယ်မှုတွေရောင်းစားတာတွေအများကြီးကျွန်တော်ကဘာကြီးမှာဖြစ်နေတယ် Also, when we look to our own countries, ယနေ့မြန်မာပြည်ကိုပဲကြည့်လိုက်ပါ if we look to Myanmar, မြန်မာပြည်ကိုကြည့်လိုက်ပါ we see a country that's so broken. အများပျက်စီးနေတာတွေ့ပါလိမ့်မယ် There's poverty, စင်ရည်ချင်းတွေအများကြီးဖြစ်နေတာတွေ့ပါလိမ့်မယ် people running away for violence. ။ဒါနဲ့လူတွေကဆန္ဒပြကြတယ်လူတွေကမကြိုက်ဘူးဆိုတော့တနတ်ကိုမကြောက်ဘဲနဲ့ဆန္ဒပြကြတယ် There's war. ။အိုးဒီစစ်ပွဲထဲမှာဒုက္ခတွေရောက်နေကြတယ် And we can say, oh, it's a God-forsaken world. ။အိုးဘုရားရှင်ကမာကြီးကိုမေ့နေပြီလားလို့တောင်မှထင်စရာရှိတယ် Also, the Netherlands, we live in a very rich country. ။အခုကျွန်တော်တို့ပြောမယ်ဆိုကျွန်တော်လာတဲ့နိုင်ငံကအရန်ချမ်းသာတဲ့နေသာနိုင်ငံဖြစ်တယ် People have big houses and big cars and enough food. ။အင်ဂျီတွေကောင်းနေကြတယ်ပတ်စံတွေပေါ်တယ်အစားအသောက်တွေကောင်းတယ်ဘာမှပူပင်စရာမရှိဘူး But a lot of people, they have depression. ။ဒါပေမဲ့လူတော်များများကချမ်းသာတဲ့နိုင်ငံမှာနေပေမဲ့စိတ်သက်ကြနေကြတယ် Young people are committing suicide. လူတွေတော်များများကကိုယ့်ကိုယ်တတ်နေကြတယ် There's a lot of people who feel very lonely. လူတော်များများကအထီးကျန်ဆန်စွာနေကြတယ် And it feels like a God-forsaken world. ဒါဟာဒီကိုကြည့်တဲ့အခါမှာကမာကြီးကိုဘုရားကမေ့နေပြီလားလို့တော့မထင်ရတယ် And also when we look in our own lives, ကျွန်တော်ရဲ့ဘဝကိုလည်းပြန်ကြည့်ပါဦးကမာကိုမကြည့်နဲ့ကိုယ့်ရဲ့ဘဝကိုပြန်ကြည့်ပါဦး and sometimes we feel in our bones, I feel that God has forsaken me. Where are you, God? ဘုရားရှင်ဒီလောက်တော့မဒုက္ခရောက်နေတာကိုရောကျွန်တော်ကိုစွန့်ပစ်နေပြီလားလို့တော့မတန်တရားရှိစရာဖြစ်နေတယ်မဟုတ်လား I feel lonely. I feel hurt. ကျွန်တော်နာနေတယ်ကျွန်တော်ဒုက္ခရောက်နေတယ်ကျွန်တော်ထင်းကြနေတယ် I have pain from the past. အထဲထဲမှာကျွန်တော်ကနာကြီးနေတယ် God, where are you? ကိုရောပမာလေ It looks like a God-forsaken place. အော်ဘုရားခင်ကနေပြီးမှကျွန်တော်ကိုတတိမရတော့ဘူးလားလို့ထင်စရာရှိတယ် But the good news is ဒါနဲ့တနေ့ကောင်းရှိတယ်မိတ်ဆွေ that Jesus was reaching out for the lost. ယေရှုသည်ပျောက်သောသူများကိုရှာဖို့လာတာဖြစ်တယ် And he went so far that he lost his own life. သူရဲ့အသက်ကိုယ်တော်မှာစတဲ့ပြီးတော့မှတေဖို့ရတော့သူကတေခြင်းကိုရွေးချယ်တာဖြစ်တယ် Jesus came in this God-forsaken world. ဘုရားခင်ကမိသွားပြီလားလို့ထင်ရတဲ့ကဘာကြီးတို့ယေရှုကကြွလာတာ And when he was on the cross, he was crying out loud, my God, my God, လက်ဝါးကလေးမှာယေရှုဘလို့ကြွေးကြော်ခဲ့တယ်ခမင်းတော်ဘာဖြစ်လို့ငါ့ကိုဆွတ်တာ why လဲ have you forsaken me? ဘာဖြစ်လို့ကျွန်တော်ကိုထားခဲ့တာလဲလို့သူလက်ဝါးကလေးမှာကြွေးကြော်ခဲ့တယ်အေလီအေလီလာမရှာဘခဒနီ He took our place. ကျွန်တော်ရဲ့နေရာမှာသူနေခဲ့တာ And for all the people, for all you who are lonely, အထီးကျန်သောလူသားအားလုံးတို့ယေရှုကအဆုံးခံခဲ့တာအပြစ်ခံခဲ့တာ Jesus was lonely at the cross. လက်ဝါးကလေးမှာယေရှုတေခါတော့စဉ်းစားကြည့်လိုက်လူသားအားလုံးကိုစားသူအဆုံးပြစ်ခံခဲ့တာ For all people who are depressed, စိတ်ကြနေသောလူသားအားလုံးကိုကိုစားပြုပြီးမှသူအဆုံးပြစ်ခံနေတာ Jesus was hanging there on the cross and it became dark. Nobody could see anything. မနေ့ကလည်းပြမချိန်ဆွေးရှိခံလိုက်တာဘယ်သူမှမမြင်ရတဲ့ညနေနေဝင်တဲ့ချိန်တောင်မှလက်ဝါးကလည်းမှချိန်ဆွေးချင်းခံခဲ့ရတယ် For all of us who feel ashamed, ကျွန်တော်အားလုံးရဲ့အရှက်တရားတွေကိုသူယူခဲ့တယ် ashamed of what things you have done in the past. ကျွန်တော်အတိတ်ကာလတို့ကလုပ်ခဲ့တဲ့အမှားတွေရှက်စရာကောင်းတဲ့အမှားတွေသူခံခဲ့တယ် For all those people, Jesus was hanging naked, ashamed on the cross for the eyes of ယေရှုခရ everyone. စ်တော်ကလက်ဝါးကလေးမှာဗလာနတ်တိနဲ့ပဲချွေချိန်ဆွေးချင်းခံခဲ့တာ For all the people who have sinned, အပြစ်သားတွေတွေ Jesus became our sin. ယေရှုကကျွန်တော်ကိုယ်စားအပြစ်သားဖြစ်ခဲ့ရတယ် And Paul is saying at the cross, the sin died. လက်ဝါးကလေးမှာပေါ်မှာပြောတယ်လက်ဝါးကတိုင်မှာအပြစ်တည်တည်ပြီ
At the cross, our shame died. ဆိုတော့ကျွန်တော်ရဲ့ရှက်ကြောက်ခြင်းတွေအားလုံးကိုအဆုံးသတ်စေတယ် At the cross, our depression died. ဆိုတော့ကျွန်တော်ရဲ့စိတ်ကြအရာတွေအားလုံးအဆုံးသတ်စေတယ် Jesus took it with him on the cross. ကျွန်တော်ရဲ့မကောင်းတဲ့အရာမှန်တယ်ကယေရှုကသူ့အပေါ်မှာယူတင်ဝတ်ဆောင်လိုက်တယ် And this is good news for everybody who say, I am weak. အော်ငါအားနေပါလေလို့ပြောသောသူတိုင်းအတွက်အခုလည်းယေရှုလုပ်ပေးလိုက်တဲ့အရာဟာတည်င်းကောင်းဖြစ်တယ် Jesus saying, healthy people don't go to a doctor. ယေရှုခရစ်တော်ကအော်ကျမ်းမာရေးဆရာဝန်စီမှာတွားရမယ်ယေရှုမပြောဘူး I'm not coming for the healthy people, I'm coming for the sick people. ယေရှုကပြောလေငါကကျမ်းမာတဲ့လူတွေလာတာမဟုတ်ဘူးနာတဲ့လူတွေလာတာတဲ့ And as we as pastors say, oh, we are strong and we don't sin and we do our best. ငါတို့တော့လေးကြမှာမဟုတ်ငါတို့တမ်းပါတယ်လို့ပြောနေတယ်ဆိုရင်အဆင်မပြေသေးဘူး Then Jesus saying, oh, I didn't think for you. ယေရှုတော့ပြောတယ်အားနေသောလူတွေငါလာတာလို့ပြောတယ် I only come for the weak and the sick and the poor. နာသောသူအားနေသောလူတွေငါပြေဖို့လာတာလို့ပြောတယ် I come for the sinner who is crying out to God. အပြစ်ကလည်းငါကိုကေပါလို့ယေရှုကကူညီတောင်းသောသူကိုကေဖို့ယေရှုလာတာ I sinned and I need help. ကျွန်မမှာဖြစ်များတယ်ကျွန်တော်မှာဖြစ်များတယ်ကေမဲ့သူမရှိဘူးယေရှုရဲ့လုပ်ပါအောင်လို့ယေရှုကိုခေါ်တော့သူများတော့ယေရှုလာပေးတာ Paul is saying that we all are instruments of sin. ဘောလုံးကပြောတယ်လူသားအားလုံးဟာအပြည့်အတွက်တစားမလားဖြစ်နေတယ် We hurted people. လူတွေကိုနာကြီးစေတယ်လူတွေကိုအနာတရားဖြစ်အောင်လုပ်မိတယ် We did things and it is sometimes not good. တခါလေမလုပ်တဲ့အရာတွေကိုလုပ်မိတယ် And Jesus is saying, come to me with your sin because I ယေရှု care. ကတော့ခေါ်တယ်သင်ရှိတဲ့အတိုင်းလာခဲ့ပါမှားတဲ့အတိုင်းပဲလာခဲ့ပါပြောနေတယ် If you want to have a pure life, ဖြူစင်သောနှလုံးသားနဲ့ယေရှုရှိမှလာနေဆိုရင်ယေရှုပြေမှာဖြစ်တယ် we need to go to the cross every day to နေ့ purify တိုင်း our နေ့ life, တိုင်းကိုသွားရမယ်လဝါကားတိုင်ကိုသွားရမယ် to receive forgiveness, to receive healing. ဘာလို့ပြုသွားရမလဲဘုရားခင်ရဲ့ကြားမှာချင်းဘုရားခင်ခွင့်လွှတ်ခြင်းရဖို့လဝါကားတိုင်ကိုနေ့တိုင်းလာရအောင် To get everything new again. အဖြစ်တော့အရာများပြန်လည်ပိုင်ဆိုင်နေဖို့လဝါကားတိုင်ကိုအမြဲတမ်းလာရအောင် Before we want to go to look at the resurrection, ဒီနေ့ရှင်ပြန်ထမြောက်ခြင်းကိုမကြည့်ခင်လေးမှာ we want to bring our sin to the cross. အရင်ဦးဆုံးကိုယ့်ရဲ့အပြစ်ရှိတဲ့များကိုလဝါကားတိုင်စီကိုအရင်ယူလာဖို့အရေးကြီးတယ် And we can write things down where we struggle with. စာအုပ်ဒီစာရွက်ပေးထားပါစေနော်စာရွက်ပေးထားတယ်အဲ့ဒီစာရွက်ထဲမှာကိုယ့်ရဲ့အမားတွေအားနည်းချက်တွေကိုမကြိုက်တဲ့အရာတွေအားလုံးမချရေးပါ Write things down where you feel weak about ကိုယ့်ရဲ့အားနည်းချက်တွေပေါ့နော်ကိုမကြိုက်တဲ့အရာ or ashamed. ကျွန်တော်ရဲ့အဖြစ်တွေ And let us bring it to the cross. ပြီးအားလုံးရေးပြီးပြီဆိုရင်တဝါကလည်းချင်းရေးကိုယူလာမယ် And we have places here, ဒီကမှာကျွန်တော်ပစင်ထားပေးတယ်ဒီစလုံးထားပေးတယ် and you put it here. ကိုရေးထားတဲ့ကိုယ့်ရဲ့အားနည်းချက်တွေအားလုံးကိုမကြည့်နဲ့နော်တရားနဲ့တရားမကြည့်နဲ့နော် And we receive forgiveness from ဘု Jesus. ရားခင်ရဲ့ခွင့်လွှတ်ခြင်းတကယ်ယေရှုအားဖြင့်ရတယ်ဘုရားခင်ခွင့်လွှတ်ခြင်းကျွန်တော်ပြန်လေရရှိဖို့အတွက်ရေးရမယ်ဖြစ်တယ် Maybe somebody can play on the guitar. music ဆရာကြီးရှိကိုလာပေးပါ And feel free to bring your sin to the cross. တရားနဲ့တရားမကြည့်ခြင်းနော် Let's go. တရားနဲ့တရားမကြည့်ရဘူးနော်ကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့အဖြစ်တွေအရင်တော့အဖြစ်တွေ Come here, get down. မဆွလွန်နိုင်တဲ့အဖြစ်တွေမတိုးလာနိုင်တဲ့အဖြစ်တွေဘုရားခင်ခွင့်လွှတ်ခြင်းပြန်လေရယူနိုင်ဖို့ရန်အတွက်ရေးထားရအောင် ကျွန်တော်တို့စာရွက်ပြည့်စုံဆိုရအောင်ဒီရဲ့အနေနဲ့နော်သူ့လိုမရတဲ့အရာလေးရှိတယ်ဆိုရေးပြီးတော့ဘယ်လိုမရတဲ့အရာလေးရှိမှရှိတယ်နော်ကျွန်တော်တို့မကြော်လွှမ်းနိုင်တဲ့အရာတွေကျွန်တော်ဆိုစိတ်တူတယ်ကွာကျွန်တော်ဆိုတလားအဲ့ဒါမကြော်လွှမ်းနိုင်အဲ့ဒါရေးကျွန်တော်စိတ်ရမ်းတူတယ်အဲ့ဒါအဲ့လိုမျိုးကိုလွတ်ချင်တဲ့အရာတွေရှိတယ်ဆိုရေးပြီးတော့စုတောင်းပြီးတော့ဒါလည်းချီးလို့ကျွန်တော်တို့ထားမယ်အဲ့ဒါကိုကျွန်တော်တို့ဝိရှုလိုက်နော်အောက်မှာပြီးရင်ကျွန်တော်ဝိရှုပါမယ်နော်ကျွန်တော်ဒီချင်းလေးဆိုတော့နော်အကောင်းမြတ်ဆုံးယေရှုဆိုတယ်နော်ဒီချင်းလေးဒါမို့လည်းရေးရတယ်နော်ဒီရေးပြီးတော့မှအဲ့ဒီချင်းလေးနဲ့ဆက်ကြတယ်အကောင်းမြတ်ဆုံးယေရှုခဏလေးဆောင်နော်
ချင်းအမှန်လေးဆောင်သူတို့ရေးပါစားရေးပြီးဆိုတော့မဆုံးခင်အချင်းဆိုပြီးတော့မှဆုံးခဲ့
Paul is not only talking about the death of Christ. ရှင်ဘောလူကယေရှုရဲ့တည်ခြင်းကိုပဲပြောတာမဟုတ်ဘူး He's saying if we died with Christ, we believe that we also will live with Him. ယေရှုနဲ့အတူအသေးခံပဲဆိုရင်ကျွန်တော်တို့လည်းယေရှုနဲ့ပြန်လည်းအတူထမြောက်မယ်လို့ပြောပါတယ် The resurrection is showing that the cross was not a mistake. ဆိုတော့ရှင်ပြန်ထမြောက်ခြင်းကဘာကိုပြတယ်ဆိုရင်ဒီလက်ဝါးကရင်ကမတော်တဆဖြစ်တာမဟုတ်ဘူးအရေးကြီးရှိတယ်ဆိုတော့နားလေစီတယ် The cross was not the end. ဒီလက်ဝါးကရင်ကအဆုံးသတ်မဟုတ်သေးဘူးဆိုတော့ပေါ်ပြပေးတာဖြစ်တယ် The cross was not something that human being the cross was something that God has done. It was His plan. လက်ဝါးကရင်တရားဆိုတော့ကကရူပရေကဘုရားခင်တာကြံစီတော်ဖြစ်တယ် The love of God is stronger than death. ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာကဒီနေချင်းချက်ပုံကြီးမားတယ်ဆိုတော့ပြတာဖြစ်တယ် When we look to the resurrection of Jesus Christ, ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကြည့်တဲ့အခါမှာ that's some things we can see and we can learn from. ဒီအထက်ကလည်းပထမကျွန်တော်ဘဝတက်တာမှာသင်ခန်းစာတွေရှိတယ် In the first place, we see that the resurrection of Jesus was a silent resurrection. ယေရှုရဲ့ထမြောက်ခြင်းကတိတ်တိတ်ဆိတ်ဆိတ်ထမြောက်တဲ့အရာဖြစ်တယ် He didn't rose up from the dead, and a big audience was there to applaud. ပြီးရင်ဒီယေရှုထတဲ့အခါမှာအိုးအတန်ကြီးကြီးနဲ့အိုးမိုးချုံလို့ချုံပြီးတော့မှလူသိရှင်ကြားထမြောက်တာမဟုတ်ပါဘူး There were no security cameras who were filming how he was raised up from the dead. အဲ့ဒီခေတ်တစ်ခါတော့ကဒီကင်မရာသာရှိနေဆိုလို့ရှိရင်တော့လူတွေကအမြင်နဲ့စောင့်ကြည့်နေမှာဖြစ်တယ်တကယ်ဗီဒီယိုတစ်စက်တူကတကယ်အသေးချာလုံးချုံတော့သူစောင့်ထားတာဖြစ်တယ် There were no journalists with newspapers who were interviewing Jesus. အဒီအခုခေတ်ကာလအသေးတို့တာဖြစ်မယ်ဆိုရင်ယေရှုတကယ်ထမ်းမြောက်သလားဆိုလူတွေကအင်တာဗျူးတွေလုပ်ကြမယ်အမျိုးမျိုးမီဒီယာသမားတွေကသတင်းစာတွေမှာကြေညာကြမှာဖြစ်တယ် No, it was a silent resurrection. ဒါပေမဲ့အဲ့လိုမဟုတ်ခဲ့ဘူးယေရှုထမ်းမြောက်တာကတိတ်တိတ်ဆိတ်ဆိတ်ထမ်းမြောက်တာ It was early in the morning. မနေ့စောကြီးမိုးမလင်းခင်မှာ Nobody was there. ဘယ်သူမှအဲ့လိုမလုပ်ဘူး Jesus was laying in the grave.
ယေရှုခရစ်တော်ကအေးကိုယ်ထဲမှာလဲလျောင်းနေတယ် His body was cold. ပြီးရင်သူ့ရဲ့ကိုယ်ခန္ဓာလည်းပဲအမှ It was stiff. ပြီးရင်တကယ်တည်တာနော်ဖန်ဆောင်တာမဟုတ်ဘူးတကယ်တည်တာ All life had left. ပြီးရင်ဒါအားလုံးဝလုံးဝတော့အနွေးလက်တော့မရှိတဲ့အတွက်တကယ်တည်တော့တာ But at one moment, ဒါနဲ့တိတ်မချခင်မှာပဲ the Spirit of Jesus came ယေ back. ရှုရဲ့ဝိညာဉ်ကပြန်လေဒီခန္ဓာထဲမှာဝင်ပြီးတော့မှပြန်တယ်ချမြောက်စေတာ Yes, amen. And Jesus, in the time of Jesus, the Jewish people were buried in a cave. သူတို့ဖြစ်ထားတဲ့ကူထဲမှာတွင်းတာပေါ့နော်ကြောက်ကူထဲမှာထားတာပေါ့ And they had all wind up with linen things. ပြီးရင်ကောလေအဝတ်နဲ့ဖြူသောအဝတ်နဲ့ပိုက်ပေး And he had something over his head. ပြီးရင်သူ့ရဲ့ကောင်းကိုလေဖြူသောအဝတ်နဲ့ပိုက်ပေး And we see in the Bible that he rolled up a thing around his ဒီခြားရပါထားတယ်အဝတ်နဲ့ပေါ့နော်တန့်ရှင်းလက်ဆက်တဲ့အဝတ်နဲ့ He put it somewhere. ပြီးရင်မကူထဲမှာတင်ထားတယ်သူ့ကိုခန္ဓာကို The clothes, he left it somewhere. ပြီးရင်သူ့ရဲ့အဝတ်ကတခြားနေရာမှာရှိတယ် He got heavenly clothes. သူ့ရဲ့ကိုခန္ဓာကမမြင်ရတဲ့ဘုရားရဲ့ဘုန်းနဲ့ပြုတ်ရတဲ့ဒီအဝတ်နဲ့ပုံလုံးထားတဲ့ကြောင့်ဒီလောကကိုခဏဘေးချိထားတာဖြစ်တယ် And he just walked out of the grave. ပြီးရင်ကိုယ်ထဲမှာသူဝင်သွားတယ်သူအလောင်းကိုထားကြတယ် The second thing we see ဒုတိယကျွန်တော်တင်ရမယ့်အရာတွေကဘာရှိတယ်ဆိုရင် is that the guards were telling a lie. အဆောင်တွေကလိန်ရတယ်အဆောင်တွေကလိန်ပြောရတယ် They get paid for it. ပြီးရင်သူတို့ကပတ်စံပေးပြီးတော့မှလိန်ပြောခိုင်းတယ် And they had to tell Jesus did not raise from the dead. အဆောင်တွေကဘယ်လိုလိန်တယ်ဆိုရင်ယေရှုတကယ်ထတာမဟုတ်ဘူးသူတို့အလောင်းကိုလာခိုးသွားပြီအဲ့လိုလိန်ခိုင်းတာ When we were sleeping, the disciples came and ကျွ stole န် the တော်အိ body. ပ်နေတဲ့ချိန်မှာကျွန်တော်အိပ်ပျော်နေတဲ့ချိန်မှာသူ့ရဲ့တပည့်တပန်းဒီကလာပြီးတော့အလောင်းခိုးသွားပြီအဲ့လိုလိန်ပြောတာ And these two things are also happening when we raise up from the dead together with Jesus Christ. ဒီနေရာကလေကျွန်တော်ယေရှုရဲ့သူထမ်းမြောက်တဲ့ခါမှာတကယ်ကျွန်တော်ဖြတ်ကျော်ရမယ့်အရာဖြစ်တယ် In the first place, it is a silent resurrection. နံပါတ်1ကတော့ယေရှုထမ်းမြောက်ခြင်းဒီတိတ်စိတ်နဲ့ထမ်းမြောက်တာဖြစ်တယ် When you come to Christ, ကျွန်တော်တို့ယေရှုကိုတကယ်ယုံကြည်တဲ့ခါနဲ့ခါမှာ then the next day people are not saying, "Oh, you're changed." လူတွေကဘာပြောမလဲပြောင်းလဲနေတော့လို့ပြောနေတာဘယ်တော့မှမပြောင်းလဲဘူးအချင်းစရိသကဒီတိုင်းပဲလို့ပြောနေမှာ No, it's happening inside. ဒါပေမဲ့ဒီထဲမှာစပြောင်းလဲတာလေလူတွေကမမြင်သေးဘူးဒီထဲမှာစပြောင်းလဲတာ When we confess our sin at the cross, ကျွန်တော်ရဲ့ပြည့်တိုင်းလက်ဝါးကရင်စီမလာတဲ့ခါမှာယေရှုစီမလာတဲ့ခါမှာ and I look to Pastor Alex and I think, "Oh, no change, no change." ဆရာလည်းကရင်တိုင်းပဲဆရာလည်း No, because it's a silent resurrection. အတွင်းထိကပြောင်းလဲတာအပြည့်မှာမပေါ်သေးဘူးအတွင်းထဲမှာစတာ It's something God's doing inside of you. ဘုရားရှင်လို့တဲ့ခါမှာအထဲကနေစတာ And the longer you walk with Jesus, the more it comes out. ယေရှုနဲ့နီးကရှောင်းလန်းလေလေအထဲကပြောင်းလဲခြင်းအပြင်မှာစပြီးပြောတာပေါ်လာတယ် But what we then see is that people will tell lies. လူတွေကမဖြစ်နိုင်ဘူးဒါသူတို့ခိုးသွားတာလို့ပြောတယ်လိန်ပြောခိုင်းတာပေါ့ They will say, Pastor Alex, you're not changed. လူတွေကတော့ဆရာအဲ့တော့အရင်အတိုင်းပဲမပြောင်းလဲဘူးလို့ပြောကြမယ် You're still the old guy. ဆရာတော့အရင်အတိုင်းပဲ I know you better. ဘယ်တော့မှဆရာပြောင်းလဲတယ်မရှိဘူး You're not a good Christian. ဆရာတော့ဘယ်တော့မှပြောချင်ပေးလို့မရဘူးနော် And if the people are not telling that to us, လူတွေကအဲ့လိုပဲမြင်ကြတယ် the demons will tell us. စာတန်ကလည်းဒီလိုပဲကျွန်တော်ကိုတွေးချိုးတာ They will let you remember all the bad things you did in the past. အတိတ်ကာလကိုပြန်ပြီးညှိုးထိုးပြတယ်ဒီလောက်မားခဲ့တယ်ဒီလောက်အားနည်းချက်ရှိခဲ့တယ်ဒီကုနာပါကျင်လို့လေအဲ့လိုလူတွေပြောကြတာ And they will tell you, oh, you are not good enough. တင်ကမကောင်းပါဘူးလူတွေပြောနေတယ် Don't stand on the stage, you're not a good pastor. အပေါ်မှာမတက်ပါနဲ့တင်းဦးဆရာမမဟုတ်လားရှက်ဆရာကြီးလို့လူတွေပြောနေတယ် Shame on you. ရှက်ဆရာကြီးအပေါ်မှာမတက်နဲ့ရှက်ဆရာကြီးအောက်မှာပဲခြိုင်လိုက်ပါလို့ပြောနေတယ် Not good enough. ဆရာကမကောင်းပါခင်ဗျားကကောင်းတာမဟုတ်လားအပေါ်မှာမတက်နဲ့ဘူးလို့လူတွေပြောနေတယ် But you know that are all lies. ဒါပေမဲ့ဒါတွေအားလုံးဟာအလိမ်အညာတွေဖြစ်တယ် It started with the lies of the guards. ဒီလိမ်ညာချင်းကဘယ်နဲ့စတယ်ဟိုးအေးဒီဘုရားဘယ်နဲ့စတာ Jesus is not really risen. ယေရှုကမထပါဘူးတဲ့ But do we believe that Jesus rose from the dead? ဒါပေမဲ့ကျွန်တော်ယုံကြည်တယ်ယေရှုကတည်ခြင်းကိုအောင်မြင်ပြီးထမြောက်တယ်
And do we believe that we died together with Jesus on the cross? ယေရှုရဲ့တည်တယ်မဟုတ်ဘူးယေရှုနဲ့အတူတူငါတို့ဇာတိဟောင်းနေပြီအာမင်အာမင် Yeah, and if we die together with Christ, Paul is saying that we also will live with him. ဘောလို့ပြောတာကခရစ်တော်နဲ့အတူနေခရစ်တော်နဲ့အတူထမြောက်ဖို့ရှိတယ် So the word of God is get out of the grave. ဒါကြောင့်မလို့နှုတ်ကပတ်တော်ပြောတာကတင်းချိုင်းကုန်းကလည်းထလာပါလို့ခေါ်နေတယ် Leave all the shame, leave all the sin, leave all the guilt, leave it behind in အား the ခဲ့ရ grave. ရင်အဆက်ကွေးခဲ့ရတဲ့အားလုံးပြည့်စုံမှုတွေအားလုံးကိုထားခဲ့လိုက်တော့ And Paul is saying in another book, ရှင်ဘောလို့ကဆက်ပြောပါတယ် in Ephesians, အဲ့ဖက်ထဲမှာ Ephesians 1 verse 19 and 20. အဲ့ဖက်ကကြည့်တဲ့အငယ် 1 verse 19 and 20. And he's talking about what this resurrection power is all about. ထမြောက်ခြင်းတကူကဘလောက်တော့မှစွန့်ချက်တယ်ဆိုတာကိုဒီမှာအဲ့ဖက်ထဲမှာတွေ့ရပါတယ်အဲ့ဖက်ခါကြည့်တဲ့19-20ဟုတ်ပြီ19-20ကဲအစဉ်ပြေအားဖတ်ရအောင်နော်ယုံကြည်သောငါတို့၌ပြတော်မူသောအလွန်ကြီးလာစွာသောတကူတော်ကအဘေညလောက်ကြီးဒီကို၎င်းတင်တို့သည်သိစေခြင်းကတင်တို့၏ဉာဏ်မျက်စိကိုလေးစေပါ၏ကြောင့်ဆုတောင်းပန်နာသည်ထိုတကူတော်ကခရစ်တော်ကိုသိခြင်းမှထားမြောက်စေတော်မူ၍ခရစ်တော်၌ပြုပြင်သောမဟာတကူတော်အာနုဘောအရှိန်ကဲ့သို့ဖြစ်၏ So it's saying like the same power that rose Jesus from the dead is living in us. ယေရှုကိုတည်ခြင်းကလည်းထားမြောက်စေတဲ့ထိုတကူပဲယုံကြည်သူအထဲမှာရှိတယ် So the world and the demons want to believe that this is our life. ။ဒီစာရမြင်လာတော့ဒီဟာကကျွန်တော်ရဲ့ဘဝအကုန်လုံးပဲလို့ပြောကြတယ် But Jesus destroyed it at the cross. ။ဒါပေမဲ့ကျွန်တော်ရဲ့ဘဝဖြစ်ဖြစ်တဲ့များအရှုံးဆုံးပြီးအားလုံးကိုယေရှုကရှင်းပေးလိုက်ပြီ And he gave it total new life. ။ဒါကိုရှင်းပြီးတော့မှသူကပြန်လဲထမြောက်တယ် And that means that as pastors or as leaders, ။ကောင်းဆောင်များအနေနဲ့တေအုပ်ဆရာများအနေနဲ့ we should not be proud, oh, I'm cool and I'm tough and I will not sin. အော်ငါတော့အပြစ်မလုပ်နိုင်ပါဘူး။ငါတော့ဖြောင်းမှတဲ့တည်ကြည်တယ်လို့ကိုယ့်ရဲ့ဖြောင်းမှချင်းကဲ့သို့မပြောသင့်ဘူး But Paul is saying, I will boast in my weakness. ။အော်ဘိုးတော်ကတော့ပြောတယ်ကျွန်တော်ရဲ့အားနည်းချက်ပေါ်မှာကျွန်တော်ဝါကြွားတယ် Because I know when I'm weak, he is strong. ။ဘာဖြစ်လဲဆိုတော့ငါအားနေတဲ့ခါမှာဘုရားတကူတော်ကငါ့အပေါ်မှာတက်ရောက်လို့ငါဝါကြွားတယ် And I can say to the church, I am weak, but he is strong in me. ။ကျွန်တော်အတင်းတော်ရှိမှကျွန်တော်မြေပြောတယ်။ကျွန်တော်အတင်းတော်ရှိမှအားနေပေမဲ့ဘုရားကကျွန်တော်ပေါ်မှာတကယ်ကိုကြီးတယ် Yes, sometimes I do stupid things, but I know the grace of God has saved ။ me. အခါလေးမှာကျွန်တော်မှားတတ်ပါတယ်ဒါပေမဲ့ကျွန်တော်အမှားတဲ့ကျေးဇူးတော်ကကျွန်တော်ကိုကယ်တင်ပေးတယ်။အာမင် And the new life of Christ is living in me. ။အသက်တော်အသက်တာကကျွန်တော်အထက်မှာခရစ်တော်အဖြစ်နေရာစယူနေပြီ။ And maybe you don't see it, but it's growing and growing and growing. မျက်စိတွေတော့မမြင်ရသေးပေမဲ့ဖြည်းဖြည်းကြီးထွားလာတယ် When we get out of the grave, ။ဒါကြောင့်မလို့တင်းချိုင်းကလည်းထမြောက်ကြရအောင် because we have a new life. ။အသက်တော်ဘဝမှာရှင်သန်ကြရအောင် Amen? ။ Amen. Amen. Yeah, and then Paul is teaching more in Romans 6, verse 13. ယောမ6:73မှာလည်းပဲရှင်ဘောတော်ကဆက်ပြီးပြောပါတ And ယ် he's telling about this resurrection life. ။ထားမြောက်ခြင်းအသက်တာကိုဆက်ပြီး How it looks like. ဒီတို့ဤကိုအင်္ဂါများကိုဒုစရိုက်လက်နဲ့ဖြစ်စေ၍အပြစ်တရားအားမဆက်ကြနဲ့ဒီခြင်းမှထားမြောက်၍အသက်ရှင်သောသူကဲ့သို့ဘုရားခင်အားကိုဆက်ကြတော့ယောမ6:73 So he's saying the old life, ဘဝဟောင်းကဇာတိအဟောင်းက the old life, you were instruments of sin. အပြစ်နဲ့ဆက်သွယ်နေတယ်ဘဝဟောင်းကအပြစ်နဲ့ဆက်သွယ်ပတ်သက်နေတယ် For example, ဥပမာပြောရမယ်ဆိုရင် your old life was dominated by money. အာဗါတယ် Money. အော်ကျွန်တော်ဇာတိအဟောင်းကိုငွေကလွှမ်းမိုးတယ်ဆိုရင် And the money wants to have control over your life. အဲ့ဒီငွေကကျွန်တော်ဝါတခုလုံးတော့အုပ်စိုးနေတော့မှာ And the money was saying, oh, you have to have a bigger house. အာပတ်စံရှင်အေးဒီဝင်လို့ရတယ်ဆောင်းရတယ် I want you to be a slave of the money, and I want you to have bigger rents, အော်ပြီးရင်ကျွန်တော်အိမ်ငါးတွေအိမ်ငါးမယ် bigger loans. ပြီးရင်အကျွေးတွေပေးမယ်ချ
ချိန်မှာပြင်မှာပေါ့ Or maybe you become a slave of money because of poverty. အော်ဘာလဲမစင်းချင်တော့ကြောင့်ဒီပတ်စံလေးအတူချင်းပေးမယ်ပတ်စံလေး You think the only hope is to get more money. အော်ပို့ပြီးတော့ကျွန်တော်ပတ်စံရရင်ပို့ပြီးကောင်းမယ်ကျွန်တော်မျောလင့်တာကပတ်စံပဲမျောလင့်နေတာ But now you are a new creation. ဒါပေမဲ့ကိုယ်အဟောင်းထဲမှာယေရှုနဲ့တွေ့ပြီးနောက်ပိုင်းမှာ And you're no longer a slave of money, ပတ်စံရဲ့ကျင်ကြုံမဟုတ်တော့ဘူး but you are a child of the King. ဘုရားအမြင့်ဆုံးသောဘုရားရဲ့ဘီရင်သားဖြစ်သွားပြီ Or Jesus. ယေရှုဘီရင်ယေရှုရဲ့သားဖြစ်သွားပြီ And now you are not anymore an instrument of sin, ကျွန်တော်အပြည့်နဲ့မဆိုင်တော့ဘူး but you are an instrument of justice. အခုကျတော့ဖြောင်းမချင်းရဲ့ကြုံဖြစ်သွားပြီ Like the first pastor was saying, he was giving money to other pastors. အရင်တော့သူများစီကမျောတဲ့လူပြောအခုကျသူများကိုပေးတော့သူဖြစ်သွားပြီ And I heard from Alex, if you say hello to him, you get money. ဆရာရှိပြောခဏကြောက်ဘူးလေ Okay. But so you become instrument of righteousness. အခုကျတော့ဖြောင်းမချင်းရဲ့ကြုံဖြစ်သွားပြီအပြည့်ရဲ့ကြုံမဟုတ်တော့ဘူး And that means you will help people. လူတွေကိုကိုကြီးတော်သူဖြစ်သွားပြီ Give money to the poor. စေတော်သူမဆတော်သူပေးကမ်းတော်သူဖြစ်သွားပြီ And you invest in the kingdom of God. နိုင်ငံတော်အတွက်မျိုးစစ်ကြီးတော်သူအနန္တတော်သူဖြစ်သွားပြီ Some were slaves of lust. အခါမျိုးမှာတတ်မဲ့ချင်းရဲ့ကြုံဖြစ်တဲ့ချိန်လေးရှိခဲ့ဘူးလေအရင်တော့ပေါ့အရင်တော့ Sexual sin. ဒီကာမနဲ့ပတ်သက်တဲ့တတ်မဲ့ချင်းရဲ့ကြုံဖြစ်ခဲ့ဘူးလေ And you think you need it. အဲ့ဒါကိုကျွန်တော်ဘယ်လိုကန်တွေ့ရမလဲ And you want more of it. ပို့ပြီးတော့ကျွန်တော်က But you become more and more and more a slave ပို့လို့ of ခြင်းနဲ့ sin. ပို့ပြီးပြောခြင်းနဲ့ And you hurt your wife. အဲ့လိုမျိုးအသက်ရှင်တဲ့အတွက်ကြောင့်မလို့ဇနီးတွေလည်းအဆင်မပြေတော့ဘူး And you hurt your children. ကလေးတွေလည်းမပျော်တော့ဘူး But now you are a new ဒါ creation. နဲ့ဂျေစုတော်ကြောင့်ပြည်တင်ချင်းတို့ရောက်သွားတဲ့အခါမှာ And you can walk the path of the righteous. အဲ့ဒါဒီအားလုံးထားခိပြမှာဖြောင်းမချင်းပဲမစပြီးခြေလန်းလန်းနိုင်ပြီ And you will not see any more women as lust objects. ပြီးအမျိုးသမီးတွေကိုချစ်ချင်းမြတ်တာမျက်လုံးနဲ့စပြီးကြည့်နိုင်လာပြီ But you will see them as daughters and from the Almighty God. ဘုရားသခင်မြင်လို့စပြီးမြင်နိုင်လာပြီ Amen. အာမင် Some of us were sin of power. ကျို့တော်သူတွေကအာနာအယံလို့ခြင်းတော်သူရှိတယ် And you want to have more influence. လွန်မိုးတော်သူဖြစ်ခြင်းနဲ့ဩဇာညောင်းတော်သူဖြစ်ခြင်းနဲ့ And you like that people listen to you. လူတွေကငါတို့ကိုနားထောင်တာကိုအယံကြိုက်တာလည်းဖြစ်နိုင်တယ်ရေတော့မှာပေါ့ But now the new way is ဒါနဲ့အခုကတည်းကရပြီးနောက်ပိုင်းမှာ that Jesus is saying who wants to be the leader. ယေရှုခရစ်တော်ပြောတဲ့စကားကနားထဲအမြဲတမ်းကြားရောက်နေတယ်ဒီလူတွေမှာသခင်ဖြစ်ခြင်းတော်သူရှိရင် He should wash the feet of the others. ယေရှုရှင်မှာမြေတာညံ့ခံပါစေ You have to walk the path of the righteous. ဩဘုရားခင်အလိုတော်အတိုင်းဖြောင်းမခြင်းလမ်းမှာစပြီးရှောင်းလာတာ And we would like now to have maybe some music to play. အခုချိန်ကမှနောက်တစ်ခါပြန်ပြီးတော့မှ music ဖွင့်လဲခေါ်ချင်ပါသေးတယ် And I want you to think about what we just heard. ခုနကျွန်တော်ကြားခဲ့တဲ့အရာကိုပြန်လဲစဉ်းစားရအောင် We confess our sins at the cross. လက်ဝါးကလည်းခြေတော်ရင်းမှာကိုယ့်ရဲ့တက်တွေကိုချရအောင် And we were talking about the new life, the new creation. အတက်တော်တက်တော်ဖြစ်တဲ့အကြောင်းပြန်လဲစဉ်းစားမယ်လူသစ်ဖြစ်ကြောင်းကိုပြန်လဲကောင်းထင်မှာထည့်မယ် And maybe it's just good to have time with God and you. ဒီချိန်မှာကျတော့အခြားသောသူတို့ဆုတောင်းမှာမဟုတ်ပဲကိုယ်ရဲ့ဘုရားကြားမှာ Do you believe? စိတ်ကချင်းပေါ့နော်သူတော့ Do you really believe that you are a new creation? ကျွန်တော်ဒီတတော်အတစ်ဖြစ်တယ်အတစ်ပြုတ်ပြီးတော့တတော်အတစ်ဖြစ်တယ်ဆိုတာတကယ်စိတ်ချပါ Or are you still laying in the grave? ဒီတင်ကြမ်းထဲမှာပဲရှိနေလို့မလုပ်ပါနဲ့ပြန်လဲထရအောင် And maybe it's time to get out of the grave. အဲ့ဒီတင်ကြမ်းထဲကထမြောက်တော့ဖြစ်ကြရအောင် Because there's a new life, အတစ်တော်အသက်တာမှာစပြီးရှင်းနေရအောင် new beginning. အတစ်တော်အစပြုခြင်းနဲ့စပြီးတော့ရအောင် And we are here in the front. ဒီနေ့ကျွန်တော်ရှေ့မှာရက်တည်ပေးမယ် And if you're thinking, I really need a personal prayer. ကျွန်တော်ဆုတောင်းခံခြင်းနဲ့ဆိုရင်ကျွန်တော်ရှေ့မှာစောင့်နေပေးပါမယ် Because some sin, it's so much become an identity for me. ဆရာကပြောတဲ့အရာတွေအားလုံးကကျွန်တော်ကိုတည့်တည့်ပြောတာပဲလို့တကယ်ခံစားတယ်ဆိုရင်အရှိကိုလာခဲ့ပါ It's so difficult to break with these things. ကျွန်တော်တယောက်တည်းမတွန်းလာနိုင်ဘူးမတိုက်ခိုက်နိုင်ဘူးမစွန့်လွတ်နိုင်ဘူးစွန့်ချင်တယ်ဒါပေမဲ့ဆရာဆုတောင်းပေးပါဆိုရင်ကျွန်တော်ကိုညီဖို့စဉ်းရှိတယ် But I don't longer want to walk the path of the instrument of sin. အရင်တော့ဘဝဟောင်းကဲ့သို့ပြန်အသက်မရှင်ခြင်းတော့ဘူးကျွန်တော်လွတ်မြောက်ချင်ပြီဆိုရင်ကျွန်တော်ကိုညီပေးမယ် I want to break the chains. အဲ့ဒီကျိုးတွေအဲ့ဒီ
နောင်ကျိုးကိုကျွန်တော်ဖြတ်တောက်ခြင်းပါလေဆရာကြီးဆိုရင်လာခဲ့ပါ so that I can walk freely in freedom with Jesus ခရစ် Christ. တော်ထဲမှာလွတ်လပ်စွာဖြင့်အသက်ရှင်ခြင်းနဲ့ဆိုရင်လာခဲ့ပါ If you want personal prayer, you can come to the front. ကိုယ်ပိုင်ဘုရားတကယ်ဒီတပ်ပြန်လေဘယ်မှာမှန်ကန်စွာရှောက်နှမ်းခြင်းနဲ့ဆိုရင်စက်ကပ်ခြင်းတော်လူများရှိကိုလာခဲ့ပါ And we would love to pray for you. ဘယ်တော့ကြဆုတောင်းပေးရခင်ဗျာမှကျွန်တော်အားရတယ်ဝိုင်းပြီးဆုတောင်းပေးပါမယ် We can boast in our weakness ကျွန်တော်အားလေးချက်အပေါ်မှာဒီနေ့ဘုရားရှင်ခွန်အားကိုကျွန်တော်တောင်းခံကြအောင် because we know that He is strong. သူ့ရဲ့ဂျေဇုတော်အမြဲတမ်းကြီးမားတယ်လုံလဲလုံလောက်တယ် So the musical play some songs. ဆိုတော့ဒီချင်းဆရာကတော့ You can have some time to reflect with Jesus. They can have time to reflect with Jesus. ယေရှုရဲ့စိတ်ကြီးပါကိုဟာလူတိဖြစ်တယ်ကိုကဟောင်းတဲ့ကိုမဆိုင်တော့ဘူးကိုကအစ်စ်နဲ့ပဲစပြီးခြေလန်းလန်းတော့မယ်စက်ကပ်ပါ I feel free to come for prayer. အဲကြောင့်မလို့မတုတ်ဆိုင်ပါနဲ့ရှေ့ကိုထွက်လာပေးပါအစ်စ်တော်ခွန်အားအစ်စ်တော်လုံရောက်ခြင်းအစ်စ်တော်မင်္ဂလာအစ်စ်တော်ခြေလန်းနဲ့အစ်စ်တော်ယူပါယုံနဲ့အစီခံခြင်းနဲ့ဆိုရင်အရှိကိုစက်ကပ်ပေးပါ Father, the Son, and the Holy Spirit. We heard the teaching about Pastor Jan, about forgiveness of our past, our old habits. Today we
wash away. We can look to the cross of Jesus Christ. The blood can wash away our sins, our old habits. So we can kneel down by the cross and we ask for forgiveness, O Lord. Be with this man from now and forever, that he can be a child of God, O Lord.